တော့ဒါကြောင့်မလို့ဘဝတစ်ခုဟာကံကိလေသာတွေရဲ့အကျိုးဆက်လို့ဒီလိုပြောတာကံနဲ့ကိလေသာတွေပေါင်းစပ်ပြီးတော့ထုတ်ထားတာဘုန်းကြီးတို့ခန္ဓာကိုယ်ကြီးကိုကြည့်လိုက်ကံနဲ့ကိလေသာနှစ်ရပ်ကပေါင်းစပ်ပြီးတော့ထုတ်လုပ်ထားတဲ့ခန္ဓာကြီးပဲအဲ့ဒီကံနဲ့ကိလေသာကပေါင်းစပ်ပြီးတော့ထုတ်လုပ်ထားတဲ့ခန္ဓာကိုယ်ထဲမှာကိလေသာတွေကုံသွားလင့်ကစားသူ့ရဲ့အကျိုးဆက်ခန္ဓာကြီးရှိနေသေးသမျှဟောဒီကံကြမ္မာကအကျိုးပေးနိုင်သေးတယ်လို့ဒီလိုပြောတာเนาะဝိကျွေးတဲ့လက်ပတ်ပြီးတော့ဖြစ်လာတာတစ်ချိန်တုန်းကကိုလှုပ်ခဲ့တာကိုယ်တိုင်လှုပ်ခဲ့တဲ့လှုပ်ရက်တွေကပြန်ပြီးတော့ reaction လို့ခေါ်တယ်တုံ့ပြန်လာချက်တွေကရှိလာဒါသဘာဝတရားရဲ့တုံ့ပြန်မှုလို့ပြောတာเนาะအဲ့ဒီတုံ့ပြန်မှုလေးတွေကဖျားပဲဖြစ်စေယဟန္တာပုဂ္ဂိုလ်တွေပဲဖြစ်စေမြေစုတဏ္ဍာပဲဖြစ်ဖြစ်ခန္ဓမာဝကြေးတွေကအကြောင်းညင်ညွတ်လာလို့ရှိရင်တုံ့ပြန်လာတတ်သေးတယ်တဲ့အဲ့ဒီဝိုးဟာကိုလှုပ်ခဲ့တာဖြစ်သည့်အတွက်ကြောင့်ကိုကပြန်ပြီးပေးစားရလို့ကျွေးနဲ့အလားတန်တူလို့ကံကြမ္မာဝကျွေးလို့ပြောတာကျွေးဆိုတာမဆက်ဖဲနေလို့မရဘူးဆက်ရတယ်နော်ကျွေးဆိုတာဒီနေ့တစ်ချိန်ဆက်ရတယ်အဲ့ဒါကြောင့်လို့ဒီကံကြမ္မာဝကျွေးတွေကလည်းပဲပေးဆက်ကြရတယ်လို့အကယ်၍မပေးဆက်ရသေးလို့ရှိရင်ဒီကံရဲ့အရှိန်အဟုန်ကသူကကုန်ပြီးတော့မသွားသေးဘူးပေါ့အေးကိလေသာကုန်သွားရင်ကတော့သူကဘဝအကျိုးပေးเสียမရှိတော့သည့်အတွက်ကြောင့်အကျိုးတော့မပေးနိုင်တော့ဘဝတစ်ခုကိုအကျိုးမပေးနိုင်ဘူးသို့တော့ကံကိလေသာရဲ့အကျိုးဆက်ဖြစ်တဲ့ခန္ဓာကြီးရှိနေသေးရင်ကတော့ပေးဆက်ကြရသေးတယ်လို့ဒီလိုပြောတာနော်ကဲဘုန်းကြီးတို့ဘဝလည်းကိုယ့်ကိုယ်ပြန်ဆက်ပြီးတော့ချိပေါ့အသက်30အရွယ်ရှိတဲ့ပုဂ္ဂိုလ်ကလည်းဒီ30အတွင်းမှာဘာတွေဖြစ်ခဲ့တယ်လဲ40 50 60 80ရှိတဲ့ပုဂ္ဂိုလ်ကလည်းပဲကိုယ်ဒီဘဝတွေအတွင်းမှာဘာတွေဖြစ်ခဲ့တယ်လဲပြန်ပြီးတော့ကြည့်မဖြစ်ချင်တာတွေဖြစ်လာလို့ရှိရင်ကံကြမ္မာဝကျွေးနဲ့သက်ဆိုင်မှုရှိမရှိအတော်အသင့်ခံမှန်းလို့ရမယ်ပေါ့နော်